မင်္ဂလာပါလာရောက်နေရစောက်ထားတဲ့နောက်ထပ်အိမ်တစ်လုံးကိုပြချင်ပါတယ်ကျွန်တော်တို့အင်းရလန်းတွေမှာရှိပါတယ်အိမ်ကြီးကအကြီးရဲ့သုံးတဲ့အိမ်နဲ့အထက်မှာ lift ပဲပါအခုတော့ဇွတ်ဆို second floor ကိုရောက်နေပြီအဲ့တော့အိမ်ချစ်သူတွေ let's go ပြမယ်โอเคခုက second floor ကိုရောက်နေပါတယ် second အောက်ထပ်မှာတော့ကျွန်တော်တို့ဒီအိမ်က 80% ပဲပြီးသေးတယ်เนาะအဲ့တော့အပေါ်ထပ်မှာတော့ကောင်းကောင်းရိုက်လို့ second floor မှာကောင်းကောင်းရိုက်ကြလို့ရတယ်အောက်မှာတော့နည်းနည်းလေးပဲလိုအပ်တဲ့ဖလောက်ပဲကြောက်เนาะအဲ့တော့ဒီမှာတစ်ခန်းရှိတယ်เนาะအပေါ်ထပ်မှာဆိုရင်ဒါဒီခန်းပါသူက Lego classic modern future ပေါ့เนาะအခန်းကျတစ်ခန်းရှိတယ်เนาะဒါဆို walk-in closet လေးလို့ရတယ်ဒီကောင်လေးက bathroom လေးပါတကားတွေမှာဆိုရှင်ဒီမှာကျွန်းနဲ့ကျွန်းပေါင်လေးတကားလေးလောက်ထားပေးတယ်။နော်ပြီးလို့ရှိရင်ဒီမှာ common bathroom တစ်ခုရှိတယ်ဒါ second floor မှာ Let's go common bathroom တစ်ခုရှိတယ်။အဲဒီချိုးကန်းမှာတုံးထားတဲ့ဒီကြောက်ပြားတွေရဲ့ကာလာတွေဘောင်ကျော်မထွက်သွားဘူးပေါ့နော်။ဒါလေးက store room လေးပါနော်။ဒီမှာ store room တစ်ခုပါတယ် second floor မှာပြီးသွားပြီဆိုရင် don't waste electricity လက်စင်မျိုးထွေတာရမယ်။ဒါပြီးသွားရင်ဆိုတော့ဒီမှာကဘာရှိလဲဆိုတော့ single တစ်ခန်းပါတယ်အဲ့တော့ဒီ single တစ်ခန်းကနေပြီးတော့ဟိုဘက်ကcommon bathroom ကိုတုံးလို့ရတယ်ဒီမှာကသူ့ရဲ့ studio လို့ကျွန်တော်တို့သိထားပါတယ်အောက်မှာတော့နည်းနည်းတော့တိုင်ရှင်းလုပ်ဖို့လိုနေရအောင်เนาะဒါသူ့ရဲ့ studio ပိတ်ထားတဲ့မှန်ပေါင်ကြည့်ယူခါပဲဒီကနေပြီးတော့ကျွန်တော်တို့အပြင်ကိုထွက်လို့ရတယ်ပြင်ဝယ်အောင်ဒီ studio ရဲ့ဒီဘက်ထောင်းချမ်းမှာလည်းတွေ့ရမယ်เนาะတိတ်လက်ရာကောင်းတာလည်းမှန်လေးတကားပေါင်လေးလောက်ထားတယ်เนาะပေါ်မှာစီလင်လေးလည်းပြီးပြပေးမယ်ဒါကတော့ခုနကကျွန်တော်ရိုက်ပြနေတဲ့ veranda ကနေပြီးတော့အပြင်ကိုမြင်ရတဲ့မြင်ကွင်းကျယ်ကြီးဖြစ်ပါတယ်ခင်ဗျာရှူစားလိုက်ပါအိုးโอเคပြီးလို့ရှိရင်ဒီစီလင်လေးတွေပြပေးပါမယ်ဒီမှာကျွန်းစီလင်လေးလောက်ထားပေးရလေးတွေ့ရမယ်เนาะ third floor စပြီးတော့တက်ပါမယ်ဒီကအကျယ်အလင်းအမောင်းမြင်ရမယ် let's go to third floor ကဲ third floor ရောက်ပါပြီ ceiling height ကြီးရနည်းတဲ့မြင့်လေးမဟုတ်ဒီမှာ lift လဲပါပြီဒါတင်ရ lift ကိုတက်ထားပြီရနော်ဘာနည်းတဲ့အမြင့်မဟုတ်နော် ceiling ဖျားခန်းတစ်ခန်းရှိမယ်ဒီမှာ lift ရှိမယ် let's see what we have ဒီမှာနောက်ထပ်အခန်းတစ်ခန်းရှိတယ်နော်ဒီခန်းနေပြီးတော့နောက်ဘက်ကိုလည်းသွားလို့ရတယ် okay စီလင်လေးကမြင့်နေတယ်တက်ရှူလို့ကောင်းတယ်စီလင်မြင့်တဲ့ခါကျတော့နော်ဒီမှာ lift ရှိတယ်ဒီကနေပြီးတော့နောက်ဘက်မှာသွားမယ်ဆိုလာကြီးတက်ထားတယ်နောက်မှာပေါင်းလိုက်တဲ့ idea နော်လွတ်လွတ်ကျဲပဲကျဲဝန်းလွတ်လက် okay အဲ့နောက်ကအပင်တွေကိုပဲကြည့်ပြီးတော့ညီကုန်းချုပ်ပေးပြရစီကျွန်တော်တို့လာရောက်နေကဆောက်လုပ်ထားတဲ့အိမ်ကြီးတွေကိုကြည့်ပေးတဲ့အိမ်ချစ်သူမိသားစုဝင်တွေအကုန်လုံးကျေးဇူးအများကြီးတင်ပါတယ် customer တွေအားလုံးလည်းကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျနောက်ထပ်မိုက်တဲ့အိမ်တွေကိုကြည့်ရှုခံစားဖို့အတွက်စောင့်မျှော်နေပါ thank you bye bye